အမှန်ကိုဆိုchannel ကိုကြည့်ရှုနေကြတဲ့ပြည်သက်များအားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့တင်ဆက်ပေးမယ့်အကြောင်းအရာကတော့ကျွန်တော်တို့မြန်မာ U17 အသင်းဝင်ရောက်ရှင်ပြိုင်နေတဲ့ ASEAN U17 Championship တိုင်ပွဲအကြောင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ကျွန်တော်တို့ဗီဒီယိုလေးကိုစလိုက်ကြရအောင်ပထမဆုံးအနေနဲ့ကျွန်တော်တို့မြန်မာ U17 အသင်းရဲ့အုပ်စုဇယားရပ်တည်မှုအကြောင်းကိုကျွန်တော်ပြောပြပေးသွားပါမယ်ကျွန်တော်ပထမဆုံးပွဲစဉ်မှာတော့ကျွန်တော်တို့မြန်မာ U17 အသင်းကလာအိုအသင်းနဲ့ကစားခဲ့ရတာလည်းဖြစ်ပါတယ်ဒီပွဲစဉ်မှာတော့မြန်မာအသင်းရဲ့တိုက်စစ်ကဂိုးမသွင်းနိုင်ပဲနဲ့ရမှတ်တမှတ်စီခွဲယူခဲ့တာလည်းဖြစ်ပါတယ်။အဲကြောင့်ကျွန်တော်တို့မြန်မာ U17 တင်ကအုပ်စုရပ်တည်မှုအနေနဲ့အုပ်စုတတိယနေရာမှာရပ်တည်နေတာလည်းဖြစ်ပါတယ်။အုပ်စုပုံမှာတော့ဘယ်လိုရှိနေမလဲ။အုပ်စုပုံမှာတော့ကျွန်တော်တို့ထိုင်းအသင်းကအုပ်စုပုံမှာရပ်တည်နေတာလည်းဖြစ်ပါတယ်။ဒုတိယနေရာမှာတော့လာအို U17 တတိယနေရာမှာတော့မြန်မာ U17 ဖိလစ်ပိုင် U17 ကတော့အုပ်စုနောက်ဆုံးနေရာမှာရပ်တည်နေတာလည်းဖြစ်ပါတယ်။ကျွန်တော်တို့ပြိုင်ပွဲရဲ့စီမင်းစည်းကမ်းအရပါတော့။အုပ်စုက3အုပ်စုရှိပါတယ်။အုပ်စု3အုပ်စုကနေအုပ်စုကိုတသင်းစီတက်မှာဖြစ်ပြီးတော့အုပ်စု3အုပ်စုရဲ့ဒုတိယအကောင်ဆုံးတသင်းပဲနောက်တစ်ဆင့်ကိုတက်မှာဖြစ်တဲ့အတွက်ကျွန်တော်တို့ပြိုင်ပွဲတွေကတော့ရန်စိတ်လှုပ်ရှားဖို့ရင်ခုန်ဖို့အရန်ကောင်းပါတယ်။ဘာလို့လဲဆိုတော့အုပ်စုဒုတိယကိုကျွန်တော်တို့အုပ်စု3ခုကနေရှင်ပြီးတော့လူရမယ့်အနေအထားဖြစ်သွားတယ်ခင်ဗျ။လက်ရှိမှာတော့အုပ်စုအနေအထားတွေကိုကျွန်တော်တစ်ချက်ပြောပြပေးပါမယ်။အုပ်စု A မှာတော့ဗီယက်နမ်၊အင်ဒိုနီးရှား၊မလေးရှား၊တီမောလက်စတေပါတယ်ပေါ့နော်။အုပ်စု B မှာတော့ထိုင်း၊လာအို၊မြန်မာ၊ဖိလစ်ပိုင်ပါပါတယ်။အုပ်စု C မှာတော့ကျွန်တော်တို့ဩစတြေးလျရှိမယ်၊ကမ္ဘောဒီးယားရှိမယ်၊စင်ကာပူရှိမယ်၊ဘရူနိုင်းရှိမယ်ဗျ။အုပ်စု A မှာကတော့ဗီယက်နမ်အသင်းကတပွဲကစားတပွဲနိုင်ပြီးတော့ရမှတ်3မှတ်ရရှိထားတယ်။အင်ဒိုနီးရှားကလည်းတပွဲကစားတပွဲနိုင်ပြီးတော့ရမှတ်3မှတ်စီရရှိထားပါတယ်။ဒါတော့အုပ်စု2သင်းပေါ့နော်။အုပ်စု A ရဲ့ပထမဒုတိယ2သင်းကိုပြောပြပေးရဖြစ်ပါတယ်။အုပ်စု B မှာတော့ထိုင်းအသင်းကတပွဲကစားတပွဲနိုင်ရမှတ်3မှတ်နဲ့အုပ်စုပုံမှာရပ်တည်နေတယ်ပြီးွားရင်အောက်မှာလာအိုနဲ့မြန်မာကတရေတမှတ်စီရရှိထားတာဖြစ်တဲ့အတွက်ပေါ့အစင်လိုက်ရပ်တည်နေတာမျိုးရှိမယ်။အုပ်စု C မှာတော့ဩစတြေးလျအသင်းက2ပွဲကစား2ပွဲနိုင်နဲ့ရမှတ်6မှတ်ရရှိထားတယ်။ကမ္ဘောဒီးယားအသင်းကတော့2ပွဲကစား1ပွဲနိုင်1ပွဲတရေရလနဲ့အုပ်စုရဲ့ဒုတိယနေရာမှာအသီးသီးရပ်တည်နေရတယ်ဖြစ်ပါတယ်။ဒီနေ့ဧပြီလ15ရက်နေ့မှာတော့အုပ်စု B ရဲ့ပွဲကြီးပွဲကောင်းတွေကိုရှင်မြန်ကစားသွားဖို့ရှိနေပါတယ်။ဒါတွေကတော့ကျွန်တော်တို့ဖိလစ်ပိုင်နဲ့လာအို U17 အသင်းကညနေ3နာရီမှာကစားမယ်။မြန်မာအသင်းနဲ့ထိုင်းအသင်းကည9နာရီမှာကစားသွားမှာပဲဖြစ်ပါတယ်။ပြောမယ်ဆိုရင်ကျွန်တော်တို့လာအိုနဲ့ဖိလစ်ပိုင်အသင်းရဲ့ပွဲစဉ်ကလည်းပွဲကြီးပွဲကောင်းဖြစ်မယ်ဗျ။ဘာလို့ဆိုတော့နောက်တစ်ဆင့်တက်မယ်ဆိုရင်တက်ဖို့အတွက်ဆိုရင်လာအိုအသင်းကလည်းတရေတမှတ်မြန်မာအသင်းနဲ့ရရှိထားတာဖြစ်တဲ့အတွက်ဖိလစ်ပိုင်ကိုသူအနိုင်ကစားဖို့လိုအပ်နေတယ်။ဖိလစ်ပိုင်ကလည်းပွဲဥထက်မှာထိုင်းကိုဂိုးပြတ်ရှုံးနေခဲ့တာကြောင့်သူ့ရဲ့ခြေစွမ်းဘယ်လောက်ရှိတယ်ဆိုတာကိုလာအိုနဲ့ပွဲမှာပြသဖို့လိုအပ်နေတာလည်းဖြစ်ပါတယ်။ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ည9နာရီပဲကစားမယ်မြန်မာ U17 နဲ့ထိုင်း U17 အသင်းရဲ့ပွဲစဉ်ကတော့ပွဲကြီးပွဲကောင်းပွဲပိုဖြစ်တယ်ဗျ။ဘာလို့လဲဆိုတော့ကျွန်တော်တို့ထိုင်းနဲ့မြန်မာကကျွန်တော်တို့လာမဲ့အာရှ U17 ပွဲစဉ်မှာလည်းကျွန်တော်တို့တအုပ်စုတွေကြားရောက်နေကြတယ်ဖြစ်တယ်။အဲကြောင့်မလို့ဒီနေ့မှာတော့ကျွန်တော်တို့မြန်မာ U17 အသင်းကနောက်တစ်ဆင့်ကိုတက်ချင်တယ်ဆိုရင်ထိုင်းကိုမဖြစ်မနေကစားဖို့လိုအပ်နေတာလည်းဖြစ်ပါတယ်။ဆက်လက်ပြီးကျွန်တော်တို့မြန်မာ U17 အသင်းထိပ်တိုက်တွေ့ဆုံမဲ့ထိုင်း U17 အသင်းရဲ့အကြောင်းအရာကိုကျွန်တော်ပြောပြပေးမယ်။ထိုင်း U17 အသင်းရဲ့နောက်ဆုံး3ပွဲရလဒ်လေးကိုကျွန်တော်ပြောပြပေးမယ်။ထိုင်း U17 အသင်းကတော့နောက်ဆုံး3ပွဲမှာတောင်ကိုရီးယားနဲ့2-0ဆိုပြီးတော့ရှုံးခဲ့တယ်။အင်ဒိုနီးရှားကို3-2ဆိုတဲ့ရလဒ်နဲ့အနိုင်ရရှိခဲ့တယ်။ဖိလစ်ပိုင်ကိုလည်း5-1ဆိုတဲ့ရလဒ်နဲ့ဂိုးပြတ်နိုင်ရရှိခဲ့တာပဲဖြစ်ပါတယ်။ပြောမယ်ဆိုရင်ထိုင်းကနောက်ဆုံး3ပွဲမှာသွင်းကိုတိုက်စစ်ကနေ10ဂိုးထိသွင်းယူနိုင်ခဲ့သလိုခန်းစစ်ကလည်း9ဂိုးထိပေးထားရတဲ့အသင်းဖြစ်ပါတယ်။ဒါဆိုရင်ထိုင်းအသင်းကတိုက်စစ်လည်းကောင်းသလိုခန်းစစ်ကလည်းအရန်ကြီးကောင်းနေတဲ့အခြေအနေမျိုးမှာတော့ရှိမနေဘူးဗျ။တိုက်စစ်နဲ့ခန်းစစ်နည်းနည်းလေးမျှနေတဲ့အနေအထားတော့ရှိပါတယ်။ကျွန်တော်မြန်မာ U17 အသင်းရဲ့နောက်ဆုံး3ပွဲကိုကျွန်တော်ပြောပြပေးမယ်။ကျွန်တော်မြန်မာ U17 အသင်းကတော့နောက်ဆုံး3ပွဲမှာအိန္ဒိယနဲ့ခြေစမ်းပွဲ2ပွဲကစားခဲ့တယ်။အိန္ဒိယကိုပထမခြေစမ်းပွဲမှာ2-1နဲ့ရှုံးနိမ့်ခဲ့တယ်။ဒုတိယမြောက်ခြေစမ်းပွဲမှာကျွန်တော်တို့ဇီးတရေကြခဲ့တယ်ပေါ့။နောက်ဆုံးခုကန်ခဲ့တဲ့လာအိုနဲ့ပွဲမှာတော့ကျွန်တော်တို့ဇီးပဲတရေကြခဲ့တယ်။ပြောမှဆိုရင်ကျွန်တော်တို့မြန်မာ U17 အသင်းကတော့နောက်ဆုံး3ပွဲမှာပေးကိုကကျွန်တော်တို့2ဂိုးထိရှိခဲ့တယ်။ရာဂိုးကတဂိုးပဲရှိခဲ့တယ်ဗျ။ဒါဆိုရင်ကျွန်တော်တို့မြန်မာ U17 အသင်းကတော့ထိုင်းအသင်းနဲ့အခြေအနေပြောင်းပြန်ပေါ့။ဒါကြောင့်မို့ဒီနေ့ည9နာရီမှာကစားမယ်မြန်မာ U17 အသင်းကတော့ထိုင်းအသင်းကိုဘယ်လိုရှင်ပြိုင်ကြော်ဖြတ်သွားမလဲဆိုတာကိုကျွန်တော်တို့စိတ်ဝင်စားပွဲကြည့်ရှုရမှာပဲဖြစ်ပါတယ်မြန်မာအသင်းရဲ့တိုက်စစ်ဘယ်လိုမျိုးပွဲထွက်လာမလဲထိုင်းအသင်းရဲ့ခံစစ်ကိုဘယ်လိုမျိုးဒုက္ခပေးသွားမလဲဆိုတာကိုကျွန်တော်တို့စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်ဒါပေမဲ့ဟိုနေ့ကလာအိုနဲ့ပွဲစဉ်ကတိုက်စစ်နဲ့ဆိုရင်တော့ကျွန်တော်တို့စင်ပြေမှာမဟုတ်ပါဘူးထိုင်းအသင်းကခံစစ်ကလည်းပြောမှဆိုရင်ပေးကိုတွေပေးထားရတာဖြစ်ပေမဲ့သူပေးထားရတဲ့အသင်းတွေကတော့ကျွန်တော်တို့ဒီအာရှရဲ့အင်အားကြီးတောင်ကိုရီးယားအသင်းပါမယ်ပြီးရင်အာဆီယံမှာလည်း level တစ်ခုရှိလာတဲ့အင်ဒိုနီးရှားအသင်းပါမယ်ပေါ့နော်ပြီးရင်ဖိလစ်ပိုင်အသင်းဒီအသင်းတွေကိုသူကပေးကိုပေးထားရတာဖြစ်တဲ့အတွက်ကျွန်တော်မြန်မာ U17 အသင်းကလည်း view decide ရှင်ပြိုင်ကစားရမှာပဲဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်မြန်မာ U17 အသင်းရဲ့ညဘက်9နာရီမှာကံမဲ့ထိုင်းနဲ့မြန်မာ U17 အသင်းရဲ့ပွဲစဉ်ကိုအားပေးဖို့အတွက်ကျွန်တော်ဖိတ်ခေါ်လိုက်ပါတယ်ကြည့်ရှုခဲ့တဲ့ပြည်သက်များအားလုံးကိုကျေးဇူးတင်ပါတယ်တကြံနှစ်သက်ကာလာလေးမှာပြည်သက်များအားလုံးပျော်ရွှင်စရာတကြံကာလာလေးကိုပိုင်ဆိုင်နေပါသေးလို့ကျွန်တော်တို့ MN Go Sport ကနေစုံမကောင်းတောင်းပေးလိုက်ပါတယ်